နုနုနဲ့အမျိုးသမီးလေးတယောက်ကကြောက်ပြားတစ်ခုကိုမတော်တဆတတ်နေမိလိုက်ပါတယ်။အဲ့ဒီမှာတင်ပလင်းလေးကကွဲသွားပြီးအနှစ်တရာကြာပြစ်လောင်ခန်းထားရတဲ့ကျွန်တော်ဟာနောက်ဆုံးမှတော့အလင်းရောင်ကိုပြန်မြင်ခွင့်ရခဲ့တာပါ။ကျွန်တော်လည်းသူမကိုစုသုံးခုတောင်းလို့ရကြောင်းချက်ချင်းပြောလိုက်ပါတယ်။အဲ့ဒီစုတွေကိုဖြည့်ဆည်းပေးပြီးရင်ကျွန်တော်လည်းနောက်ဆုံးမှလွတ်လပ်ခွင့်ရတော့မှဖြစ်လို့ပါ။ဒါပေမဲ့သူမကကျွန်တော်ကိုအထင်လွဲသွားပါတယ်။ကျွန်တော်ကသူမရဲ့အလှအပကိုမှတ်မောနေတယ်လို့သူမကထင်သွားပြီးကျွန်တော်ကိုမူလနေရာကိုပဲပြန်သွားဖို့ဆူတောင်းလိုက်ပါတယ်။နောက်ကစက္ကန့်မှတင်ကျွန်တော်ဟာအေးဆက်လာတဲ့သမှုရိယာထက်ကိုပြန်ချသွားခဲ့ပါတယ်။ကျွန်တော်ဟာနောက်ထပ်နှစ်ပေါင်းရာကြီးကြောင်ပြန်ပြီးပိတ်လောင်ခံလိုက်ရတာပါ။ဒီနေ့မှာတော့ချမ်းသာတဲ့ဂုံတေးကြီးတယောက်ရဲ့အစီခန်းကငါးတကောင်ကိုပိုက်ခွဲလိုက်တဲ့အခါသူ့ရဲ့ဝမ်းပိုက်ထဲကနေရွှေရောင်ပလင်းလေးတစ်လုံးကိုဆွဲထုတ်လိုက်ပါတယ်။အဲ့ဒီပလင်းကကျွန်တော်ပါပဲ။သူကဒီပလင်းရဲ့လှပမှုကိုသဘောကျသွားပြီးဂုံတေးကြီးရဲ့19ရောင်မြောင်စနီးအသီးလေးကိုလက်ဆောင်ပေးလိုက်ပါတယ်။သူမကပလင်းကိုဖွင့်လိုက်တဲ့အခါခရမ်းရောင်မိခိုးတင်တိုက်သူကောင်းကင်ဘော်ကိုပြန်ထပ်သွားပြီးကျွန်တော်နောက်တစ်ချိန်ပြန်ပေါ်လာခဲ့ပါတယ်။ကျွန်တော်သူမကိုစုသုံးခုဖြည့်ဆည်းပေးမယ်လို့ကတိပေးခဲ့ပါတယ်။ဒါပေမဲ့ဒီအမျိုးသမီးကတော့တခြားသူတွေနဲ့မတူပါဘူး။သူမကစုတောင်းဖို့ကိုအလောမကြီးခဲ့ပါဘူး။အဲ့ဒီအစားသူမရဲ့တီထွင်းဖန်တီးမှုတွေကိုပြဖို့ကျွန်တော်ကိုခေါ်သွားခဲ့ပါတယ်။သူမကကျွမ်းကျင်တဲ့လက်မှုပညာရှင်တစ်ယောက်ဖြစ်ပေမဲ့သူမရဲ့လက်ရာတွေကိုဘယ်သူမှမမြင်ဖူးကြပါဘူး။ကျွန်တော်ဟာသူမရဲ့ပထမဆုံးသက်သေဖြစ်လာခဲ့ပါတယ်။သူမရဲ့ပထမဆုံးဆူတောင်းကတော့ပိုဒီဘ ഹു တုသားတွေရဖို့ပါပဲ။ဒါကြောင့်ကျွန်တော်ကအခန်းတစ်ခုလုံးကိုစာအုပ်တွေနဲ့ပြည့်သွားအောင်လုပ်ပေးလိုက်ပါတယ်။သူမကနေတော့ညပါစာဖတ်ပါတယ်။သူမရဲ့အသိဉာဏ်မှုကိုမြန်ဆန်စေဖို့ကျွန်တော်ကမောပညာကိုတောင်းပြီးစာအုပ်တွေကိုခန်းရည်လိုအရေးတွေအဖြစ်ဖြောပြီးစေးရည်အဖြစ်ပြောင်းလဲပေးလိုက်ပါတယ်။သူမအဲ့ဒါကိုတောက်လိုက်တဲ့အခါဘ ഹു တုကြတဲ့အားလုံးကသူမရဲ့အပိုင်ဖြစ်သွားခဲ့ပါပြီ။အချိန်တွေကုန်ဆုံးလာတာနဲ့အမျှသူမရဲ့အခန်းထဲမှာပလင်းခွန်တွေပုံလာပါတယ်။ဘ ഹു တုကြတွေပုံများလာတဲ့အခါသူမဟာအသက်ကြီးနေပြီဖြစ်တဲ့ခင်ပွန်းကိုဖြူစုဖို့စိတ်မပါတော့ပါဘူး။သူမဟာအပြေးရှာမရတဲ့လူဝက်ချက်တွေကြောင့်မကြာခဏစိတ်ညစ်နေတတ်တာမို့သူမရဲ့ဒုတိယမြောက်စုကိုတောင်းလိုက်ပါတယ်။ကျွန်တော်ကသူမကိုအဆုံးမတဲ့စိတ်ကူးစိတ်ထားတွေကိုပေးလိုက်ပါတယ်။သူမရဲ့စိတ်ထဲမှာစိတ်ကူးတစ်တွေတရားဟောစီစဉ်လာပါတော့တယ်။ဘ ഹു တုသားတို့ရဲ့ဆွဲဆောင်မှုကြောင့်ကျွန်တော်သူမကိုချီးမြှင့်သွားပါတယ်။ပထမဆုံးအချိန်အဖြစ်ကျွန်တော်လွတ်လပ်ခွင့်ကိုမလိုချင်တော့ပါဘူး။အဲ့ဒီအစားစာသင်ပိုင်းကိုကျွန်တော်ကြောက်လာပါတယ်။ဘာလို့လဲဆိုတော့သူမကတတိယမြောက်စုကိုတောင်းလိုက်ရင်ကျွန်တော်ပျောက်ကွယ်သွားမှာမို့လို့ပါ။ဒါကြောင့်သူမကဆူတောင်းတော်မယ့်အချိန်မှာကျွန်တော်သူမကိုတားလိုက်ပါတယ်။သူမချက်ချင်းပဲစိတ်တက်ကြသွားပါတယ်။သူမရဲ့ခေမုံဟောင်းလုပ်ခဲ့တယ်လို့မျိုးကျွန်တော်ကသူမကိုပိတ်လောင်ကားတယ်လို့ဆွဆွဲပါတော့တယ်။ကျွန်တော်ကသူမကိုဘယ်လိုနှစ်သိမ့်ရမလဲဆိုတာကျွန်တော်မသိခဲ့ပါဘူး။ကျွန်တော်စဉ်းစားမိတဲ့တစ်ခုတည်းသောအရာကတော့ကိုအဖြစ်ပေးဖို့ပါပဲ။ဒါကြောင့်ကျွန်တော်ပလင်းထဲကိုပဲပြန်ဝင်ပြီးပိတ်လောင်လိုက်ပါတယ်။ကျွန်တော်ရိုင်မစင်မချင်းလွတ်ရအတွက်အကျိုးဆက်ကိုကျွန်တော်လက်ခံလိုက်ပါ။အဲ့ဒါကသူမရဲ့ဒေါသကိုပြေလောစေလိမ့်မယ်လို့ကျွန်တော်မျှော်လင့်ခဲ့ပါတယ်။ဒါပေမဲ့နောက်ဆုံးမိနစ်မှာတော့သူမဟာအဆိုးရွာဆုံးစုကိုတောင်းလိုက်ပါတယ်။အဲ့ဒါကတော့ကျွန်တော်ကိုမေ့ဖြစ်ဖို့ပါပဲ။ကျွန်တော်ပျောက်ကွယ်သွားတဲ့အခါသူမရဲ့မျက်လုံးထဲမှာကျွန်တော်ရဲ့အရေးအယောင်တော့မချန်တော့ပါဘူး။ကျွန်တော်တို့ကြားကအမတ်တရားတိုင်းဟာဖြတ်စည်းခံလိုက်ရပါပြီ။နောက်ထပ်နှစ်ပေါင်း2000လောက်ထပ်ကွန်သွားပါတယ်။ကျွန်တော်ကိုတည်ဆောင်ထားတဲ့အဲ့ဒီပလင်းလေးကရှေးဟောင်းပစ္စည်းဆိုင်တစ်ဆိုင်မှာပေါ်လာပါတယ်။အမျိုးသမီးတစ်ယောက်ကအဲ့ဒီပလင်းကိုစေးကြီးပေးပြီးဝယ်သွားပါတယ်။သူမကပလင်းရဲ့မျက်နှာပင်ကိုစေးအားထက်ဆန်စွာနဲ့တိုက်ချက်စေးကြောနေတော့မှပဲပလင်းကရုတ်တရက်ကွဲသွားပါတယ်။ခရမ်းရောင်နဲ့အနက်ရောင်မိခိုးတွေအခန်းထဲမှာပြည့်သွားပြီးကျွန်တော်ဟာဒီကဘာပေါ်ကိုနောက်တစ်ချိန်ပြန်လဲခြေချလိုက်ပါတော့တယ်။